ရှိဥစွာဘုရားသခင်ကြီးစွာချီးမွမ်းပါတယ်ဘုရားသခင်ကအရန်ကောင်းမြတ်ပါတယ်မနစ်ကလည်းဘုရားသခင်ပို့ဆောင်ပါတယ်ကျွန်တော်ခရီးထွက်တင်နေရောက်နောက်ဘယ်တော့မှမလာတော့ဘူးဆိုတော့အမြဲတမ်းအဲ့လိုရှိပါတယ်ဒါပေမဲ့ဘုရားသခင်မဟုတ်ပို့ဆောင်တဲ့အခါမှာလည်းရောက်လာတယ်တွေ့ရနော်အဲ့ဒါဘာတစ်ခုသိကြလဲဆိုတော့ကိုယ့်လူဆန္ဒကိုဒါနော်ကိုညင်းပယ်တယ်ကိုလှုပ်ချင်လို့မဟုတ်ဘူးဘုရားကပို့ဆောင်တယ်ဘုရားကလှုပ်စေခြင်းတဲ့ဟာကိုလုံနေရတဲ့ဆိုတဲ့အရာမှာဒါထေရခရစ်တော်ရဲ့လှုပ်ဆောင်မှုပေါ့လေဒီတစ်ခုတွေ့ရနော်ဒါမို့ဘုရားသခင်လည်းကျွန်တော်အရင်ကျေးဇူးတင်တယ်အရင်လည်းချစ်ပါတယ်နော်ဒီမှာရှိတဲ့သူများလည်းဘုရားကိုကျွန်တော်တို့ပို့ချစ်မယ်လို့ကျွန်တော်ယုံပါတယ်နော်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်တစ်ချက်ကိုအတူတူကြည့်အောင်နော်ယောမဩဝါဒစာခန်းကြီးခုနှစ်ငယ်6မှာယောမဩဝါဒစာခန်းကြီးခုနှစ်ငယ်6မှာယခုမူကားကျမ်းစာ၌ပါသောတရားဟောင်းကိုမမှီပဲဝိညာဉ်တော်တရားသစ်ကိုမှီ၍အမှုဆောင်ရွက်ခြင်းအလို့ငါတို့သည်တည်သည်ဖြင့်အုပ်ချုပ်သောပညာတရား၏လက်မှလွတ်ခြင်းသို့ရောက်ကြပြီနော်ယခုမှာအခုပဋိညာဉ်တရားသစ်အသင်းတော်ပဋိညာဉ်တရားသစ်ခရစ်ယာန်တရားအနေနဲ့ကျွန်တော်တို့ဘယ်လိုသက်ရှင်ရမလဲဘာပုံစံနဲ့ကျွန်တော်သက်ရှင်ရမလဲပြောတဲ့အခါမှာရှောင်ရမှာနဲ့ဆောင်ရမှာပယ်ရမှာနဲ့ယူရမှာတွေ့ရကိစ္စအဲ့တော့ကျမ်းစာပြောတာပဲဆိုတိုင်းကျွန်တော်လက်ခံလို့မရတော့ဘူးဗျဒါတွေကျမ်းစာပြောတာပဲဆိုကျွန်တော်ဘာမှပြောလို့မရတော့ကျမ်းစာထဲမှာပါလာပါတယ်ဆိုတော့သွားရောဒီလိုမျိုးလေးတွေကျွန်တော်တို့ဟိုတော့ညှင်းခုန်ခဲ့ဘူးတယ်နော်ဒါပေမဲ့ကျမ်းစာတော့ကျမ်းစာပဲဒါပေမဲ့ဘယ်ကျမ်းစာလဲဘယ်အပိုင်းကိုပြောတာလဲဒါအရင်ရေးကြည့်တယ်နော်အခုဒီမှာဒါကိုအမိပြုတ်လို့မရဒါကိုကိုးကားလို့မရဒါကိုလိုက်လျှောက်လို့မရဘယ်ဥစ္စာလဲကျမ်းစာ၌ပါသောတရားဟောင်းကျမ်းစာ၌ပါသောတရားဟောင်းဆိုတော့ကျမ်းစာတအုပ်လုံးကိုပြစ်ပယ်ဖို့လည်းပြောတာမဟုတ်ပါဘူးနော်တရားဟောင်းကဘယ်ဥစ္စာလဲကျမ်းစာ၌ပါသောတရားဟောင်းကိုမမှီပဲဆိုတော့အဲ့ဒါကိုအမှီပြုလို့မရဆိုတဲ့ဒီပဲနော်အဲ့တော့တရားဟောင်းလို့ပြောတဲ့အခါမှာကျွန်တော်ဗြိဉ္ဉ်တရားဟောင်း Old Testament Old Covenant နော်ဗြိဉ္ဉ်တရားဟောင်းဆိုရှိဆိုဗြိဉ္ဉ်တရားဟောင်းမှာကျွန်တော်တို့ကျမ်းပေါင်သွင်းတဲ့အခါမှာတော့ဒါ36ဆောင်ရပါတယ်ဒါပေမဲ့ဂျူးတွေရဲ့ကျမ်းစာမှာ22ဆောင်ပဲလက်ခံတယ်ဆိုတော့ဂျူးတွေမှာတို့ကကျမ်းစာက2ပိုင်းပဲရှိတယ်ပထမတစ်ပိုင်းပါလဲပညတ်တိကျမ်း 5 law books Torah လို့ခေါ်တယ် Pentateuch လို့လည်းခေါ်တယ်5ဆောင်ကာထဝဘုတော်တရားကိန်းလုံးတော့သိတယ်တေမိုရှိချင်းတေမိုရှိလူမျိုးချင်းမရှိတေမိုရှိနိမိုရှိသုံးမိုရှိလေးမိုရှိငါးမိုရှိဒါကြည့်ရတာတော်တော်လွယ်နော်အဲ့တော့အဲ့ဒီ5ဆောင်ပညတ်တိကျမ်းနော်ဒါကလိုက်ရှောင်းမယ်အရာလို့စာပြီးမှဒီ prophet ပြုကျမ်းဒါမှမဟုတ်အနာဂတ်ကျမ်းလို့ခေါ်တယ် prophecy prophet ကြီး5ဆောင် prophet ငယ်12ဆောင်ပေါင်း18ဆောင်အဲ့တော့ prophet ကျမ်း18ဆောင်နဲ့ပညတ်တိကျမ်း5ဆောင်ပေါင်း22ဆောင်ဒါယူရီရဲ့ကျမ်းသူတို့ကဒါပဲရှိတယ်ဒီဆာလန်တို့ဘာတို့သူတို့ကဒါတချင်းနေနဲ့ထားတယ်လို့ဆိုနော်အဲ့တော့ကျမ်းစာနဲ့ပါတော့တရားဟောင်းဆိုတော့အဲ့ဒီအထူးသဖြင့်ပညတ်တိကျမ်း5ဆောင်ဒါကတော်တော်ဟိုအခြေခံကြတယ်အဓိကကြတယ်အဲ့ဒီအပိုင်းကိုသွားတာအဲ့တော့ကျမ်းစာနဲ့ပါတော့တရားဟောင်းကိုမမှီပဲဆိုတဲ့အခါမှာကျွန်တော်တို့သတိထားမယ်အရာကအဲ့ဒီ5ဆောင်ပဲဘာလို့အဲ့ဒီ5ဆောင်ကိုသာကျွန်တော်တို့ကကျမ်းစာနဲ့မပါပဲလိုက်ရှောက်မယ်ဆိုရင်ကျွန်တော်တို့ဟာဥပုပ်နေ့ဆိုတော့ကျွန်တော်စနေနေ့ကိုပြောင်းပြီးအကုန်ရှစ်ခိုးမှရအောင်ဘာလို့ဥပုပ်နေ့စနေနေ့ဖြစ်နေနော်ဆိုတော့ထိုနေ့ကိုတန့်ရှင်းစေငါထိုနေ့ကိုအောက်မေ့လို့ဆိုတဲ့ပညာအတိုင်းသာတသွေးမတိန်လိုက်နာမယ်ဆိုရင်ဒီအလုပ်ပိုဖြစ်နိုင်တယ်ထင်တယ်ဒါနဲ့ကလေးတွေထဲမှာလည်းရှိ rebellious mind ဆိုတာ Adamic nature အာတိုင်းအထက်မှာရှိတဲ့ပုံကံဆန့်ကျင်တဲ့သဘာဝဒီဗီဇကလူတွေထဲမှာရှိပြီးသားနော်တောင်ငယ်တော့ကျွန်တော်ဒီလိုလုပ်ခဲ့ဘူးပါတယ်ကလေးတွေကိုစားစီခြင်းမစားနိုင်လို့ပြောသူတို့စားတယ်
အိတ်တော့လို့ပြောမအိတ်တော့မိတ်နဲ့ပြောသူတို့အိတ်သွားနော်အဲ့တော့ဒါကဟိုဒီဟာလေးတစ်ခုတွေ့ရအထက်မှာဒီစိုက်ကျင်တဲ့စိတ်ကလေးနော်အဲ့တော့ဆလိတ်တောက်ခြင်းဒီကျမကြီးကိုဆိုးရွားစွာထိခိုက်ပါသည်ဆိုပြီးဆလိတ်ဘူးခွန်မှာကင်ဆာဖြစ်တဲ့အဆုတ်ပုံကြီးနဲ့လောက်ရမယ်လို့ဒါကျမကြီးကနေပြီးတော့အမိန့်ထုတ်တယ်ဆလိတ်ကုမ္ပဏီတွေမဖြုံပါဘူးဒါနော်ဆိုတော့ဒီဘူးခွန်မှာရှိတဲ့ဆလိတ်တောက်ခြင်းကျမကြီးကိုဆိုးရွားစွာထိခိုက်ပါသည်ဆိုတဲ့စာကဟာလန့်သွားပြီဆလိတ်ဘူးလှုပ်ချလိုက်ပြီတော်ပြီငါဘယ်တော့မှဆလိတ်မတောက်တော့ဘူးလို့တယောက်မှမဖြစ်ဘူးဘယ်ဆလိတ်ကုမ္ပဏီကမှလည်းဒီဝါလီမခံအောင်နော်အရှုံးလည်းမပေါ်နော်ဒါလောက်ထုတ်လဲတောက်တာပဲကိစ္စအဲ့တော့သူပညာသူဆုံးမစကားသူတားမြစ်ချက်တခုဟာလူတယောက်ကိုအဲ့ဒါကိုမလုပ်အောင်ဘာမှလုပ်လို့မရနော်ဒါမို့တရားဟောလည်းအဲ့ဒီအိပဲရှိတယ်တရားသည်လူကိုတတ်အသက်ရှင်ခြင်းကိုမပေးနိုင်ဘူးဆိုတွေ့နော်အဲ့တော့တရားဟောင်းသည်အကျိုးမပေးကိုယ်တိုင်အားမရှိဘူးဘယ်သူမှကိုလည်းဖြောက်မှတ်အောင်မလုပ်ပေးနိုင်တဲ့အတွက်သူတရားဟောင်းသည်ဘာဖြစ်လဲပယ်ရှင်းခြင်း abolish ဆိုတော့ဖျက်သိမ်းလိုက်ဒါပေမဲ့ကျွန်တော်အသင်းတော်အတော်များများကြည့်တဲ့ခါမှာအဲ့တရားဟောင်းကိုရေးရေးလေးလေးကျင့်သုံးနေတယ်ရေးရေးလေးကို practice လုပ်နေတာတရားဟောင်းကိုဗတ္တိဇံခံမယ်ဆိုတော့မှဒီပညတ်တော်10ပါးကိုစတင်တာအဲ့ဒါကိုကြည့်နော်ဒီတကယ်ကိုဒီဟာပဲဒီတရားဟောင်းကပွဲထုံးစံနေလုပ်တယ်တချို့သင်းတော်မှာမလုပ်လာလဲနတ်သားမောင်းတို့မှာမီးရှို့လာဩတခါတည်းရေကြက်ယောဂရှိလေဒုက္ခရောက်ကုန်တခါတည်းမီးကိုးတွေမှုန်ပြီးတော့မှတခါတည်းဟာဒီဘက်ကကျွန်တော်ခြေဆောင်ချင်းနီးပြီဗျာခရစ်တော်လာမယ်ဟိုကောင်းကင်တကားတွေပွင့်ပြီးတော့မှလူသားသည်တကားဝရောက်နေပြီကွာတဲ့ဖို့ဟိုမှာပြင်းနေတယ်ဒီဘက်ကခရစ်တော်ကိုခန္ဓာတွေပါဖြစ်နေပြီဟိုဘက်ကတဲတော်ထဲပြန်ဆွဲသွင်းနေတယ်လူတွေကိုထုံးစံအဟောင်းတွေကိုပြန်သွတ်သွင်းပြီးထုံးစံအဟောင်းတွေကိုကျင့်သုံးပြီးအသက်သွင်းနေတဲ့ပုံစံမျိုးတွေအများကြီးတွေ့ရတယ်ကိစ္စအဲ့တော့တရားဟောင်းကိုပယ်ထားတယ်ဒါကြီးကအကျုံးမဝင်တော့ဘူးဒါကြီးကအလုံးမဖြစ်တော့ဘူးဆိုတာမသိတဲ့အခါကျတော့ဒါတကယ်စိတ်မကောင်းစရာနော်အဲ့တော့ဘာဖြစ်လဲဘာသာကြီးအရာဖျက်ရှိခိုးတယ်ထုံးစံအရာဖျက်ရှိခိုးတယ်အဲ့တခါလေးဘာနဲ့တူလဲဆိုတော့ဖျက်ရှိခိုးတဲ့ကစားနေတယ်လို့ပဲthey are playing a Christian games ဒါမဲ့လေလောင်းကစားတဲ့ဆိုင်တော့အများကြီးတော်ပါသေးတယ်လို့ပြောရမလို့ဖြစ်နေတာလားအော်သူကစားပါသည်ဖျက်ရှိရန်ကစားလေကစားပါသည်ကောင်းပါတယ်ညီညီလေးနေပြီးတာပဲဆိုတော့အဲ့လိုနှစ်သိမ့်ရမလို့ဖြစ်လာနော်ဒါမဲ့အသက်မရှိဘူးအလုံးမဖြစ်ဘူးဖျက်ရှိရန်ဖျားတယ်ဖျက်ရှိကိုပြီးတာနဲ့လှုပ်ချင်တာသွားလှုပ်တယ်ဒီပုံစံမျိုးဒါခွင့်ပြုထားတယ်ဒီဥစ္စာအဲ့ရန်ကုန်မှာဆရာပရိအသင်းတော်သွားအသင်းတော်ထုတ်တယ်ပြစ်ဒဇိုင်းသွားရင်မထုတ်လောင်းကစားပိုင်းသွားမထုတ်ဆရာပရိဖျားချောင်းမှာဖျားသက်ရှိကုန်ထုတ်တယ်ဒါလည်းတော်အောင်စရာကောင်းတာပဲဒါတော်မှတ်သားလောက်တဲ့ပုံစံမျိုးတွေတွေ့ရတယ်နော်အဲ့တော့ဒီတရားဟောင်းနဲ့သွားတဲ့ခါကျတော့အသက်မရှိမပိုင်းချက်တတ်တဲ့အပိုင်းတွေအများကြီးရှိအဲ့တော့ကျွန်တော်တို့ပြတ်သားသားကျွန်တော်တို့သိရမှာကထိုတရားဟောင်းဒီပယ်ရှင်းထားတယ်ကျင့်သုံးရမှာမဟုတ်ဘူးဆိုတဲ့အပိုင်းရှိတယ်နော်အဲ့တော့ကျွန်တော်ဘာထပ်တွေ့ရလဲဆိုတော့နော်တဲ့ပြီးသူတော်ပြင်းပြင်းထန်ထန်ပြောလိုက်ဒါကြောင့်မို့လဲသူ့ကိုသတ်ပစ်ဖို့သူတို့ဆုံးဖြတ်လိုက်တာလဲပါတာပေါ့ဒီကိစ္စနော်ယောဟန်2အငယ်19မှာယေရှုကလည်းဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့သုံးရက်အတွင်းတွင်ငါတည်ဆောက်မိဟုမိန့်တော်မူ၏ဒီတရားဟောင်းမကောက်စနစ်အဟောင်းကြီးတစ်ခုလုံးကိုဖျက်သိမ်းပလိုက်ဖို့အချိန်ရောက်ပြီဆိုပြီးပြောသူတို့ကဒါဘာသဘောနဲ့ပြောလဲဆိုတော့သူတို့နားမလည်ခဲ့အဲ့တော့သူတို့ဘယ်နှစ်ဆောက်ရလဲဆိုတော့နှစ်46နှစ်လုံးသူတို့ဆောက်ရတယ်ဒီဗိမာန်တော်ဖြတ်ပြီးတော့အတွင်းတိဆောက်မယ်ဆိုတော့ဒါဘာအိဗယ်လဲအိဗယ်သူကိုခန္ဓာနဲ့အသေးခံခြင်းနဲ့သုံးမျိုးသောရှင်မြတ်ထမြောက်ခြင်းအဖြစ်ပရိညိတရားသစ်တစ်ခုစနစ်သစ်တစ်ခုနဲ့ပုံစံအသစ်တစ်ခုကိုဘုရားသခင်လှုပ်လိုက်ပြီအဲ့တော့ဒီစနစ်အဟောင်းကြီးကြံခဲ့ပြီဒီထဲမှာနေဒါကတော့ဘာမှအသက်မရှိဘူးဆိုတဲ့အရာသခင်ရှိကခွဲပြဒါသူတို့နားမလဲနော်ဗိမာန်တော်တော့ထိလိုက်တဲ့ခါကျတော့ဒါကသူတို့ရဲ့အထွတ်မြတ်ထားတဲ့အရာဒါသူတို့ရဲ့တကယ်ကိုမြတ်နိုးတဲ့အရာကြီးကိုစော်ကားတယ်ဆိုပြီးတော့ဖြစ်တယ်ဒီကိစ္စနော်အဲ့တော့အကုန်
သိမ်းမှုပြောတာဒါပေမဲ့သူတို့မဖြတ်ခဲ့မဖြတ်တော့ AD 90မှာ General Titus ရောမစစ်တပ်ကြီးချီတက်လာပြီးတော့မှဒီ Maccabi တော်လှန်ရေးကိုအဆုံးသတ်ပလိုက် Israel လူမျိုးအဆက်ဆက်ဟို Greek Empire လက်ထက်တဲ့ Syria Governor ဖြစ်တဲ့ Antiochus Epiphanes က Palestine ဒေသကိုလာအုပ်ချုပ်တဲ့အခါမှာဘာသာရေးပိတ်ပင်မှုတွေလုပ်ခဲ့ဘူးတယ်အယေဗျာမလီကကျမ်းစာမဖတ်ဥပုံတွေကိုမဆောင်ရရမပူဆိုဥပဒေ၄ခုထုတ်တဲ့အခါမှာဒါသူတို့ကအုံကြွမှုဖြစ်ပြီး Maccabi တော်လှန်ရေးဆိုပြီးအဲ့ဒီကစလိုက်တာသခင်ရှုလက်ထက်အထိကိုအဲ့ဒါရှိတွေ့ရနော်ဆိုအဲ့ဒီတော်လှန်မှုတွေအများရှိတဲ့အခါမှာနောက်ဆုံးကဲသာဘင်ကအမိန့်ပေးလိုက်တယ် General Titus ဆိုကျဲတဲ့လောက်ခေါ်ပါကျဲတဲ့လောက်တက်ကိုယူသွားပြီးရင်ယေရုရှလင်ကိုတစ်ခုလုံးအမှုန့်ကျိတ်ပလိုက်အထွေးပဲအဲ့သူတို့ဗိမာန်တော်တစားစီဖြတ်ပလိုက်အကုန်ချုပ်ငင်းအောင်လုပ်ပလိုက်ဆိုပြီးတော့ဒီအမိန့်ကျလာတဲ့အခါမှာ AD 90မှာအဲ့ဒါပြည့်စုံတွေ့ရနော်ဆိုတော့တရားရောစနစ်ကိုဒီဗိမာန်တော်ကြီးရောအကုန်ဖြတ်သိမ်းပလိုက်တဲ့အရာတကယ်ကိုအပြတ်ဖြတ်ပလိုက်တယ်ဆိုတဲ့အပိုင်းဒါတွေ့ရတယ်ဒီဥစ္စာနော်အဲ့ဒါတော့မှမရှင်းသေးတဲ့အသင်းတော်တွေတော်များများမှာအဲ့ဒီအသုံးလုံးအဟောင်းတွေအဲ့ဒီထုံးစံအဟောင်းတွေပြန်ပြီးကျင့်သုံးလာတယ်ဒီနေ့ကျွန်တော်တို့ဖျက်ရှိခိုးတဲ့နေရာနော်များသောအားဖြင့်ကျွန်တော်တို့စီမှာဆိုတော့ဗိမာန်တော်ဆိုပြီးတော့ခေါ်တနည်းနည်းနဲ့မနဲ့အစိုးရစပြီးတော့မှအသင်းတော်မှာဘာဖြစ်လဲရှင်မြတ်ထောက်မြောက်တော်မှာဥပုံနေ့နော်တရှင်မြတ်ထောက်မှာဥပုံနေ့စနေတနေ့ရောနေပြီသူစကလေးကစချော်တာဟောဒီဗိမာန်တော်ထဲမှာကျွန်တော်တို့ကကိုရောဝိပုကိုအဲ့ဒါမှတခါချော်ပြန်တိကော3ငယ်16မှာ you are the temple of the Holy Ghost တင်တော့တရှင်တော်မျိုးပြန်ချိန်မတဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတတိဖန်လဲဘုရားသခင်ကလူလက်နဲ့လုပ်တဲ့ဘယ်အဆောက်အဦတော်မှမကျင်းဖို့ဘူးလူထဲမှာကျင်းဖို့တယ်ဆိုရက်ဒီတရားကိုသူဟောထားပြီးခင်းနဲ့ပြတ်သက်ခံခဲ့ရတာပဲဒီဥစ္စာနော်ဒါအပြောင်းလဲဒီမှာဘယ်လို့မှလက်မခံနိုင်ဘူးဒီအရာတွေတွေ့ရနော်ဒါမို့ဒီတရားအဟောင်းစနစ်အဟောင်းအသုံးလုံးအဟောင်းနော်ဒီအရာတွေဖြတ်သိမ်းတဲ့အထက်မှာအကုန်ဒါရှိတယ်ဒါကိုကျွန်တော်နားလဲရဒါကိုအမိမပြုတ်ပဲကျွန်တော်အသက်ရှင်ဖို့ဆိုတဲ့ပိုင်းရောက်လာနော်ဒါမို့ကျမ်းစာပါတယ်ကျမ်းစာပြောတယ်ကျွန်တော်မေးတယ်ဘယ်ပိုင်းလဲပြောဘယ်ပိုင်းလဲအဲ့ဒီတရားဟောင်းကလာလို့ရှိတော့ထားလိုက်တော့အဲ့ဒါပြောတော့မဟုတ်အဲ့ဒါကျွန်တော်ယူစရာအကြောင်းမရှိဘူးနှမို့ဆိုကျမ်းစာပါတာနဲ့ကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးဆိုရင်လက်ခံရမလို့ဖြစ်သွားမယ်ကျမ်းစာပါတာနဲ့လက်ခံမယ်ဆိုရင်ဒီဘက်ကပဋိညာဉ်တရားသစ်နဲ့သွားရင် clash ဖြစ်ကုန်ရှင်းတော့မကြီးတဲ့ပိုင်းတွေအများကြီးရှိတယ်ဒါမို့ကျွန်တော်တို့ဟာမိမိဘယ်တရားမှာမိမိရက်တည်တယ်လဲဆိုတာဒါရှင်းရှင်းလင်းလင်းသိဖို့နော်ဂလာတိဩဝါဒစာမှာကြည့်တဲ့အခါမှာဂလာတိဆွေမျိုးသားချင်းအသင်းလူမျိုးအဲ့ဒီကနေလူမျိုးတကာအထိစီစဉ်သွားမယ်ကယ်တင်ခြင်းနဲ့ကောင်းကြီးမင်္ဂလာလမ်းကြောင်းဣသရေလဆိုလိုတာမဟုတ်ဘူးတဲ့ဘာပြောတယောက်တော့သူ your seed singular တခုကင်းပြောတဲ့အခါမှာတယောက်တော့သူကဘာသူပြောတာလဲခရစ်တော်အပြင်စီစဉ်သွားမယ်လူဘကလိုအပ်ချက်တုံ့ပြန်မယ့်အရာကယုံကြည်ခြင်းအာဗြဟံယုံကြည်ခြင်းကိုဘုရားသခင်ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်အာဗြဟံရဲ့အသက်ရှင်မှုပုံစံကိုပြောတာမဟုတ်ဘူးလူတော့အသက်ရှင်မှုပုံစံပြောတဲ့အခါမှာကောင်းတာရှိတယ်မကောင်းတာရှိတယ်အာဗြဟံတက်တာရှိတဲ့အခါမှာတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်တယ်အများကြီးရှိတယ်ဥရမျိုးနဲ့ထွက်ပြီးငါပြတ်လက်တော်သောပြည်ကိုသွားတဲ့အခါမှာအကျွမ်းမဲ့နားထောင်ပြီးထွက်တယ်အဲ့ဒါမှโอเคပါတယ်အသားရမယ်လို့ပြောတယ်စောင့်ရတဲ့ကာလမှာအန်ဒီဆာရာရဲ့အကြံပေးချက်ကိုနားထောင်အခါမှာဟာဂရနဲ့ဝင်အိပ်ပြီးရလာတဲ့သားဣရှမေးဟာအဲ့ဒါမှမှားသွားပြန်တယ်အဲ့ဒီမှားလိုက်တဲ့အမှားဒီနေ့ထိမပြီးနိုင်ဘူးဆိုတွေ့ရတယ်အဲ့ဒီကနေဖာရောမင်းနဲ့တခါအာမလဲမင်းနဲ့တခါသူဇနီးတဲ့ဆာရာကိုညီမပါလို့လိန်ခိုင်းတဲ့ကိစ္စတခါလဲမို့နှစ်ခါဆိုတဲ့ခါမှာဒါမတော်တဆမဟုတ်ဘူးဆိုတာတွေ့ရနော်ဒါပေမဲ့ဣဇက်ကိုရီးပူဇော်တဲ့နေရာမှာပျောင်မြောက်သွားပြန်အောင်ဆိုတာup and down ဖြစ်တဲ့ဒါသူ့ရဲ့အသက်တာလေးတွေကျွန်တော်တတိထားမိတဲ့အခါမှာနော်ဒီလိုတော့ရှိတယ်ဒီကိစ္စဒါပေမဲ့ဘာပဲပြောအာဗြဟံအဖြစ်လူမျိုးတခါဒီစီးဆင်းမဲ့ကောင်းကြီးမင်္ဂလာနဲ့ကယ်တင်ခြင်းလမ်းကြောင်းကြီးတွေ့ရတယ်အာဗြဟံမှာဘုရားသခင်နှစ်သက်တဲ့တခုပဲရှိတယ်ဗာလဲယုံကြည်ခြင်းအဲ့ဒီယုံကြည်ကိုဘုရားသခင်ကရပြီဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်ဒါကဘုရားရဲ့မျက်နှာသာပေးခြင်းကိုရဖို့လိုအပ်တဲ့တခုတည်းသောအရေးချင်းဆိုတာနားလည်ရအဲ့ဒီကနေအာဗြဟံကိုပြောနေထားတဲ့ဒီပဋိညာဉ်အရာအဲ့ဒီ
တဲ့နှစ်ပေါင်း430ကြာတဲ့အခါကျမှမောရှေအဖြစ်ပေါ်လာသောပဋိညာဉ်ပညတ်တရားနှစ်အဖြစ်ဘယ်လောက်กว่าလဲ430တကယ်တော့ပြောထားနှစ်နဲ့ဟာကအာဗြဟံနဲ့ပြောထားနှစ်နဲ့ဟာကလူမျိုးတကာအတွက်ကယ်တင်ခြင်းနဲ့ကောင်းကြီးမင်္ဂလာဒါပေမဲ့ဒီဂျားကနေဖြစ်လာတဲ့အရာပြန်ဖတ်ကြည့်မယ်ဂလာတိ3မှာအဲ့ဒီမောရှေအဖြစ်ပေးတဲ့ပညတ်ကဘာကြောင့်ပေါ်လာလဲဆိုတဲ့အရာမှာနော်ငါဆိုဒီကခရစ်တော်ယီမဘုရားသခင်တည်စင်တော်မူနှင့်သောပဋိညာဉ်တရားကိုအနှစ်430လွန်ပြီးမှနောက်ဖြစ်သောပညတ်တရားသည်မပယ်နိုင်ဘာကိုပယ်ရမှာလဲဘာကိုမပယ်ရမှာဘယ်အရာကဘယ်အရာကိုမပယ်နိုင်ဘယ်အရာဘယ်အရာကိုပယ်လို့ရနိုင်ဘယ်အရာဘယ်အရာကိုမပယ်နိုင်တာလဲဘယ်အရာဘယ်အရာကိုမပယ်နိုင်တာလဲโอเคရပါနော်ရပါတခါတည်းနှလုံးသွင်းစီခြင်းလေကဲအိမ်ကျမဖတ်မှလည်းမဟုတ်သေးဘူးလို့ငါဆိုဒီကခရစ်တော်ယီမဘုရားသခင်တည်စေတော်မူနှင့်သောပဋိညာဉ်တရားကိုအနှစ်430လွန်ပြီးမှနောက်ဖြစ်သောပညတ်တရားသည်မပယ်နိုင်ဂရိတော်ကိုအချင်းဤမဖြစ်စေနိုင်ဒီနေ့ပယ်တာကရွေးတာမှားပါမပယ်ရမယ့်ဟာပယ်ပြီးပယ်ရမယ့်ဟာမပယ်ဆုတ်ကင်တာလေအာဗြဟံဒီဘုရားသခင်ကမောရှေနဲ့နှစ်ပေါင်း430ဆိုပြီးတည်စေနေတဲ့ပဋိညာဉ်တရားကိုနှစ်ပေါင်း430ကြာပြီးမှမောရှေအပြင်ဖြစ်လာတဲ့ထိုပညတ်ပဋိညာဉ်သည်မပယ်နိုင်သူ့လာပြီးဘာမှအနောက်ရှက်ပေးလို့မရဒါဆိုအဲ့ဒီမောရှေအပြင်ပေးတဲ့ထိုပညတ်ကဘယ်သူအတွက်နဲ့ဘယ်အချိန်အတွက်ပဲလဲကြည့်မယ်ထိုမှတပါအမွေတော်သည်ပညတ်တရားနဲ့ဆက်ဆံနေဂတိတော်နဲ့မဆက်ဆံဘုရားသခင်သည်ဂတိတော်အပြင်အာဗြဟံထိုအမွေကိုတနာတော်မူ၏တို့ဖြစ်ပညတ်တရားသည်အဘယ်အကျိုးရှိသနည်းဟုမူကားမောရှေအပြင်ပေးတဲ့ပညတ်ဟာဘာအကျိုးရှိလဲဘာအတွက်လဲရှိပါတယ်သူဒိဗေနဲ့သူအချိန်ကနဲ့သူရှိတယ်ဘသူအတွက်လဲဂတိတော်ကိုခံသောအမျိုးအနွယ်မဖြစ်မီတိုင်အောင်ဂတိတော်ကိုခံသောအမျိုးအနွယ်မဖြစ်မီတိုင်အောင်ဘယ်ကာလအတွက်ပဲရည်ရထားလဲမောရှေအပြင်ပေးတဲ့ပညတ်တော်10ပါနည်းနည်းချိန်613ပါအကုန်ချက်လိုက်2000ရှိတယ် do's and don'ts 1000စီရှိတယ်2000ရှိတယ်အားလုံးမောရှေကနေလာတာ10ပါးနေဘယ်လောက်ရှိလဲ2000အသေးစိတ်သွား2000ရှိ Adamic covenant ဆိုတဲ့အာရံပေးတာ thou shalt not eat one commandment ဂျွန်းပြစ်တာတစ်ချက်နဲ့တော့ဂျွန်းပြစ်2000ဆိုရင်ဒါဘုရားမသိဘူးလားဘုရားသိတာပေါ့ဒါပေမဲ့ဒီမောရှေရဲ့ပြည့်ရက်ကိုဘာလို့ပေးလဲနော်ဆက်ကြည့်မယ်ဒုစရိုက်များကြောင့်ထိုတရားကိုထပ်၍ပေးတော်မူ၏လည်းမဟုတ်ပါဒါပေမဲ့ကဘာနားမလဲဘူးနားမလဲရှင်းပြမယ်လို့ရှိနားမလဲဘူးသင်ပေးမယ်လို့ရှိနားမလဲနိုင်ဘူးဦးနဲ့ဆရာဆုံးပြောတယ်ဒါနှုတ်ကပတ်တော်ဆိုဘုရားရဲ့ဖွင့်ပြခြင်းနဲ့သွားတာဒါဒီကျွန်တော်တို့ဖတ်ကောင်းဖတ်မိမယ်ဒါပေမဲ့နားလေဖို့နည်းနည်းခက်တယ်သူကအချိတ်စစ်တွေအများကြီးရှိတယ်တအုပ်လုံးသွားပြန်ဆွဲချိတ်ရမယ့်သဘောမှာရှိတော့ဟုတ်တယ်မလားဂတိတော်ကိုခံသောအမျိုးအနွယ်ဘာလို့လဲဘယ်ဂတိနဲ့သွားလဲအာဗြဟံကနေသွားထားတာအရာအာဗြဟံနဲ့ပြောထားတဲ့အရာကထိုတယောက်ဒီသူတို့ခရစ်တော်ကိုကယ်တင်မှရှိပြီးယုံကြည်လက်ခံပြီးဖြစ်လာမယ်ဗြိဉ္ဉ်တရားသစ်ခရစ်ယာန်နဲ့အသင်းတော်ခရစ်တော်ရဲ့သတို့သမီးဆိုရဲအဲ့ဒီအမျိုးအနွယ်ဖြစ်လာရင်ဒီဥစ္စာရထုံသွားပြီပြီးသွားပြီဟုတ်ပဲကြော်သွားလို့မရဒါပေမဲ့ဒီနေ့ဂျူဒိုင်ဇန်တော့သူဆက်သွားနေတယ်တွေ့လားဒီနေ့ Israel တန်း30ရှိတယ် Israel ခရစ်ယာန်3.8ရာခိုင်နှုန်းပဲရှိတယ်တသိန်းကျော်ကျော်လေးရှိတယ်ဒါလည်းထားတာဘာဖြစ်လို့လဲ3,400,400တက်တိခံတွေရှိထားတာကျန်တဲ့19သန်းနဲ့8သိန်းလောက်ကတော့ဂျူဒိုင်ဇန်ပဲဒါမှဂျေရုဆလင်မှာသွားလေလို့ပြောတယ်ငါတို့ Israel ခရစ်ယာန်လည်းမတွေ့ပါဟာဂျေရုဆလင်ပါလက်စတိုင်းဒေသဟာတကယ်ကိုဟာလာနွားစကွက်ရှိတဲ့ဘဲလီမျိုးတို့ကရာနီတောင်ကုန်းရှိတဲ့ဂေါလာကောရှိတဲ့ဂျေရုဆလင်တို့ဘာတို့ညာတို့သွားတယ်ငါတို့ထင်တယ်ပါလက်စတိုင်းဒေသတခုလုံးခရစ်ယာန်နေအောင်မိတယ်မဟုတ်ခရစ်ယာန်ရှိတယ်ဘယ်ရလာလဲဥရောပလာတဲ့လူတွေအာရှလာတွေအဲ့မှာဖျက်ချောင်းသားဆောက်ထားတာဒါပဲသူတို့ဖျက်ရှိကုန်တယ်ဂျူခရစ်ယာန်တဲ့သူတို့စနစ်နှမျိုးကဒီမှာလာပြီးကျေးဇူးတော်ကာလာမှာလာရှုံနေဒါကလည်းဘုရားအကြံစီတစ်ပိုင်းဖြစ်တယ်ထိမိလဲစရာကြောက်ကိုဇီးအောင်တော်မှာခြားထားတယ်ဣသီရလူမျိုးထိုကြောက်ကိုတိုက်မိဝေးလဲကြကွဲကြလိမ့်မည်တပါသောအမျိုးသားတို့ကထိုကြောက်သည်ကဲတင်ရန်ကြောက်ဖြစ်တယ်
Jesus Israeliမျိုးဘယ်လိုမှခရစ်တော်ကဒီမှာရွေးလက်ခံမှုသူတို့ယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ဒီနေ့ဒီညင်းနေတော့မှာသူတို့မယုံနိုင်ဒီကဒီညင်းကြောက်ဟာသူတို့တော့ထိမိလဲစရာကြောက် stumbling stone ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့က rock of the salvation ဖြစ်သွားနော်ဒါကျွန်တော်တပါးသောမျိုးသားကိုဘုရားသခင်တက်လှည့်အချိန်ပြန်ပေးတယ်အဲ့တော့တန်လွင်မင်းအရင်ခုတ်ပြီးဘေးကိုဖယ်ထားတယ်အရင်ဆိုတော့ကျွန်တော်တပါးသောမျိုးသားခရစ်ယာန်ကိုခုတ်ပြီးအရင်မှာအာဗြဟံမှာပြန်ဆက်ပြီးတော့ဆက်လက်သီးပွင့်ဝေစာပြီးသာသနာအကျိုးအသေးပိုးရတဲ့ခွင့်ကိုရတဲ့အခါမှာတပါးသောမျိုးသားတွေအတွက်တက်လှည့်ပြန်ပြီးအခွင့်ရတယ် original Israel တော့မဖြစ်သွားဘေးကိုခဏပယ်ထားတယ်ဒါပေမဲ့အလင်းမပယ်နဲ့သွားတော့မပြောနဲ့သွားတော့မစော်ကနေသူကောင်းကြီးနဲ့သူရှိပယ်ထားတာတော့ဒီလောက်ကောင်းကြီးဖြစ်အရင်မှာဆက်ပြီးစိုက်တဲ့ထိုအနွယ်ကတော့ပိုပြီးကောင်းကြီးဖြစ်တယ်အာမင်ဒါမို့ကျွန်တော် Israeli ကျွန်တော် new Israel new DNA လူကခရစ်တော်ရှိအသစ်တော့ပြုပြင်ဖန်ဆင်းခံတဲ့အခါမှာကျွန်တော်ကအသစ်ဖခင်ရဲ့တဘာဝအပြည့်ကိုရတော့ကျွန်တော်ကဘာဖြစ်လဲ spiritually new Israel new blessing new favor နဲ့ကျွန်တော်ကသွားနေတာသွားဖို့ရှိတယ်ပြောတော့မဟုတ်သွားနေတာသွားဖို့ရှိတယ်ဆိုမရှိသေးပြန်ခြားတစ်ပတ်လဲနေပြန်အောင်ဒီဥစ္စာသွားနေတာဖြစ်နေတာဒါကိုပြောတာနေစားနော်အဲ့တော့ဂတိတော်နဲ့ဆိုင်သောအမျိုးအနွယ်ဒီနေ့ကျွန်တော်တို့ပဋိညာဉ်တရားတဲ့အသင်းတော်ခရစ်တော်သူတို့သမီးတပါးအမျိုးသားယုံကြည်သူခရိယန်များဟောကျွန်တော်ပေါ်လာပြီဆိုရင်အဲ့ဒီမောရှိအဖြစ်ပဋိညာဉ်တရားဘာဖြစ်သွားလဲအကျုံးမဝေးနော်ပေရှင်းရင်တို့အချိန်ကာလနဲ့သွားရဆိုတွေ့ရနော်ဒါမို့ကိုဟာဘယ်တရားမှာရက်တီလဲဆိုတော့ကိုမသိတော့ဒါသူတို့ရှုပ်သွားမယ်အပိုင်းနေရှိရဆိုတွေ့ရနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ကြားဟောင်းကိုမမီပဲဘာကိုမီလဲဝိညာဉ်တော်တရားသစ်နော်အဲ့ဒီနာယောမခုနှစ်လေးကိုပြန်သွားတရားဆိုတရားသစ်ကိုဖန်ချဲပြီးတော့မှလင်နှစ်ပါးကြားမှာပြာများနေတဲ့ဖောက်ပြန်တဲ့လော်လီဖောက်ပြန်တဲ့ဟိုအမျိုးသမီးပုံစံမျိုးဒီနေ့ကျွန်တော်ခရစ်ယာန်တွေဖြစ်နေတာပဋိညာဉ်တရားကိုလည်းဖက်တွေ့တာပဋိညာဉ်တရားသစ်ကျေးဇူးတော်ခရစ်တော်လည်းအမိအဆုတ်ကန်တာကြိုက်တယ်သူကြိုက်တယ်သဘောကျတယ်ဒါငါတို့သားဆိုရင်ဟိုဘက်ကလင်ဟောင်းလည်းရှိသေးတယ်ဒီနေ့အဲ့ဒီအသင်းတော် Judeo Christianity လို့ခေါ်တာ Judeo Christianity ဆိုတာယူဘာသာနဲ့ခရစ်ယာန်ဘာသာနှစ်ခုခွာပြီးတော့မှကျင့်သုံးနေတာပြောတော့ခရစ်ယာန်ကျင့်သုံးတော့တရားဟောင်းဟာတွေအသက်သွင်းနေတာဟောကျောင်းစင်းသားဘာဖြစ်လို့သူတို့ဒီလောက်ပိန်းတာလဲဘာဖြစ်လို့ဒါနားမဘာဖြစ်လို့ဒါကိုမမြင်နိုင်လဲဘာဖြစ်လို့ဝိညာဉ်တော်ဘုရားဖွင့်ပြတော့သူတို့မသိနိုင်လဲဘာဖြစ်လို့အဲ့ဒါရမဟုတ်ဘူးဆိုတော့သူတို့မသိတာလဲကျောင်းစင်းသားလို့မရဒါကလေးကျွန်တော်တို့ကတကယ်သိကျင်လာတဲ့အခါမှာတကယ်ဘုရားကဖော်ပြတာကျွန်တော်ဒီမှာပြောနေရုံတော့မဟုတ်ဘူးဒီမှာပြောနေရှက်လောက်တော့မဟုတ်ဘူးဘုရားသခင်ဒါကိုကျွန်တော်ဘာလို့လုပ်အောင်မလဲဒီလိုလုပ်နေကျွန်တော်လိုက်လုပ်အောင်မလားဘာကြောင့်ကျွန်တော်လုပ်အောင်မလဲကျွန်တော်ဒီမှာရောင်လည်းမရောင်ဘူးတေချာမေးကျွန်တော်သိကျင်တယ်ဒါမသိရမချင်းကျွန်တော်မလုပ်ဘူးထုံနှန်းစင်လာတော့မှကျွန်တော်မပါဘူးကိုလုံနေတဲ့တကူငါဘာကြောင့်လုံတယ်တိကျတဲ့အကြောင်းပြချက်ခိုင်မှန်ဆိုတာရှိရမယ်ဒီကိစ္စအဲ့လိုသိကျင်တဲ့အခါမှာဘုရားကလည်းဖော်ပြတာပေါ့သိရတာပေါ့ကိုရှောက်နေတယ်လားကိုသိကြတယ်ဗျာမမှားဘူးဘယ်တော့မှတန်တရားလည်းမဖြစ်ဘူးအဲ့တော့ခရစ်တော်၌သေတဲ့အခါမှာလင်ဟောင်းနဲ့ပြတ်သွားပြီဒီလင်ဟောင်းပြည့်တရားမသေးမသေးပဲသူမသိကိုသေရမှာပေါ့အကိုသေတော့ကိုသေလို့မဖြစ်ဘူးဘယ်သူနဲ့သေရလဲခရစ်တော်၌သေသည်ဖြင့်ဆိုတာအရာခရစ်တော်၌သေတယ်ဆိုရာခရစ်တော်နဲ့သေခြင်းကိုကျွန်တော်ကြည့်ကယောမဩဝါဒခန်းကြီး6တခန်းလုံးဟာဗတ္တိဇံဆိုတာဟာခရစ်တော်နဲ့အတူသေတယ်ဆိုတဲ့ပုံဆောင်ချက်နဲ့ရှင်းပြထားတယ်အဲ့ခရစ်တော်နဲ့အတူသေဖို့ဆိုတာခရစ်တော်၌ရှိရဒါမှမဟုတ်လူမီကခရစ်တော်၌ရှိနေဆိုတာခရစ်တော်၌ရှိတယ်ဆိုတဲ့အရာကခရစ်တော်ကိုထဲမှာရှိလာတဲ့အခါဖခင်ကိုယူပြီးခရစ်တော်မှာပိတ်သိပ်ပေးလိုက်တဲ့အခါမှာကိုခရစ်တော်နဲ့ရှိပြီးတော့ခရစ်တော်ရှိတယ်ခရစ်တော်သေတယ်ခရစ်တော်သေတယ်ခရစ်တော်နဲ့တကြိုတယ်ခရစ်တော်နဲ့တူ
ရှင်ပြန်ထမြောက်ပြီးထမြောက်သောအသက်တာနဲ့အသက်ရှင်သွားပြီအဲ့ဒါဝိညာဉ်တော်တရားသစ်ပဲဒီသွားမဲ့ပုံစံဒါရှိနေတာနော်အဲ့တော့ကျွန်တော်ကလင်းတစ်ပါးကြားမှာဗျာများနေတဲ့မြို့သမီးမဟုတ်ရဒါမို့တရားအဟောင်းနဲ့တရားသစ်ကမျှမျှတတလေးအချိုးကြလေးစပ်ပြီးကျင့်သုံးလို့မရဘူးအဲ့လောက်ထိကိုကျွန်တော်တို့မပြောရဲခဲ့ဘူးခေါတော့ဟာဒါလည်းကျမ်းစာပဲဒါလည်းဘုရင်တရားဟောင်းတရားဟောင်းတဲ့ကျမ်းစာပဲလေဒါမဟုတ်ဘူးမဟုတ်ဒီနေ့ကျွန်တော်ရှင်းရှင်းလင်းပြောရအောင်တယောက်ကိုပဲရွေးရမယ်နှစ်ယောက်လုံးနဲ့ပေါင်းလို့မရအဲ့တော့ဒီတရားဟောင်းလင်ဟောင်းမယ်အဲ့ခရစ်တော်နဲ့သူတည်သွားရင်သူနဲ့ကွာသွားပြီတဲ့အဲ့ဒီကမှာခရစ်တော်ရဲ့တူဦးဒီသောသူတို့သမီးဖြစ်ခွင့်ရသွားတဲ့အခါမှာရှင်းရှင်းလင်းလင်းလေးဒါပေါင်းစုံမှုဖြစ်လာတယ်တွေ့ရတယ်နော်ဒါကြောင့်ကျွန်တော်ကသိရမယ်လည်းမပြောဒီမှာဘယ်လိုပြောတာလဲဟောကျောင်းတော်မှာမပါပဲတော့မေးနေနော်ဒီမှာဘယ်လိုပြောလဲသေသဖြစ်ငါတို့သည်သေသဖြစ်ခရစ်တော်၌ခရစ်တော်နဲ့ဒီပါလဲသေရမည်လားသေကြပါစို့လားသေရင်ကောင်းမယ်လားသေနိုင်တော့မဆိုးဘူးသေကြမယ်ဆိုသိကောင်းတော့မှာပဲလို့ပြောနေတာလားသေသဖြစ်သေသွားပြီသေသွားတယ်အဲ့ဒီအဖြစ်ပြက်ကဖြစ်နေတယ်ဘယ်ခါမှလဲခရစ်တော်နဲ့ရှိတယ်ဒါဆိုကျွန်တော်ခရစ်တော်နဲ့သိနေတာခရစ်တော်နဲ့ရှိတယ်ဒါခရစ်တော်နဲ့သိမှကျွန်တော်တို့တရားဟောင်းနဲ့မပြည့်တော့လားကွာသွားပြီကွာနေတယ်ဒါဆိုကျွန်တော်ကတရားသစ်ကိုပဲသွားဖို့ရှိတော့တယ်ဒီကိစ္စနော်အဲ့တော့ဝိညာဉ်တော်တရားသစ်အဲ့တော့ဝိညာဉ်တော်တရားသစ်ဆိုတာရပါလဲဒါဝိညာဉ်တော်ဆိုတာတန်ရှင်းသောဝိညာဉ်တော်အများကြီးဆိုင်သွားတယ်။နောက်ခမီးတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အရာမှာဒီသုံးပါးတစ်လုံးတို့ဟာဒီနော်သုံးပါးတစ်လုံးတို့ဟာဒီလို့ကျွန်တော်ပြောတာရည်ရွယ်ချက်ရှိပြောသုံးပါးတစ်စုကျွန်တော်မပြောဘူးနော်ကျွန်တော်ဘယ်လိုပြောလဲသုံးပါးတစ်လုံးတို့ဟာဒီပြောတာဘာလို့ဆိုသုံးပါးတစ်စုဆိုတဲ့စကားအဖြစ်နဲ့ကျွန်တော်ပြောမယ် doctrine အရဆိုတော့နည်းနည်းအဲ့စကားလုံးကပြဿနာရှိတယ်ဘာသာတခါကျွန်တော်ယေဟောဝါတည်တည်ခံနေတိုးတဲ့အခါမှာတောက်ဆိုသူအချက်ကင်တယ်ခင်ဗျာသုံးပါးဆိုယုံလာတယ်အကယ်၍ကျွန်တော်သုံးပါးဆိုယုံနေပြောသူပါကျမ်းတော်ကျွန်တော်ထိုးပေးပြီးတော့အဲ့သုံးပါးဆိုစကလုံးခင်ဗျာရှာလို့တွေ့ရင်ကျုပ်လည်းပင်ဖြတ်လိုက်သူအဲ့ဒါပြောမှကျွန်တော်သိတယ်ကျွန်တော်ပြုံးပြီးရှိတယ်သုံးပါးဆိုမို့သုံးပါးတစ်လုံးတော့ဒီခင်ဗျာစကားပြင်ပြောလိုက်ပါဆိုသူ short ပြောခင်ဗျာအဲ့ဒါသိလားခင်ဗျာရှိရသိတယ်ဗျာလို့အဲ့ဒါစားသူအဲ့ဒီအချက်ကိုသူတို့ကင်ထားတယ်သုံးမတဆူသူတို့တောင်းတက်ကက်ထားပြီးပါနေတယ်ဆိုပြီးသူတို့အဲ့လောက်ထောက်ချင်တာဒါပေမဲ့ဒါကယောဟန်ဩဝါဒစာမှာသုံးပါးတစ်လုံးတွားပြီးဖြစ်တော့ခမီးတော့သားတော့ဝိညာဉ်တော်ဆိုပြောအဲ့တော့ဝိညာဉ်တော်တရားဆိုဝိညာဉ်တော်ရဲ့ဥဆောင်မှုဝိညာဉ်တော်ရဲ့ပဲ့ပြင်မှုဝိညာဉ်တော်ရဲ့လမ်းပြဝိညာဉ်တော်အထက်မှာကျင်းဝတ်ပြီးဝိညာဉ်တော်အထက်ကရှင်သန်ပေးမှုဆိုတဲ့စနစ်ထဲမှာကျွန်တော်တို့သွားနေတာအခုကဒါမှမဟုတ်တရားဟောင်းတဲ့ဟာနဲ့ပဲပြန်ကိုးကားပြီးကျမ်းစာပြောတယ်အဲ့တိုင်းလောက်ကြရအောင်အလုံးမဖြစ်ပါဘူးယောမဩရစာခန်းကြီးရှစ်အငယ်14မှာယောမဩရစာခန်းကြီးရှစ်အငယ်14မှာဘုရားသခင်ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသည်များသောသူတို့သည်ဘုရားသခင်သားဖြစ်ကြဘုရားသားသမီးမှန်ဘာအဖြစ်ဘုရားသခင်ဆုံးမပဲ့ပြင်လဲဝိညာဉ်တော်အဖြစ်ဝိညာဉ်တော်အဖြစ်ဆုံးမပဲ့ပြင်ရင်ခံရရင်သူဟာဘာဖြစ်တာသိကြလဲဘုရားသားသမီးသိကြရင်ဘုရားကဝိညာဉ်တော်အဖြစ်ဆုံးမပဲ့ပြင်ဘုရားသခင်ကယောဂာနဲ့ဆုံးမမပဲ့ပြင်ဘုရားသခင်ကမိုးကြိုးနဲ့ဆုံးမမပဲ့ပြင်ဘုရားသခင်ကပတ်စံအများကြီးဆုံးရှုံးခံရတာနဲ့ဆုံးမမပဲ့ပြင်ဘုရားသခင်ကြိမ်လုံးနဲ့ဆုံးမမပဲ့ပြင်ဘုရားသခင် accident နဲ့ဆုံးမမပဲ့ပြင်ဘာဖြစ်ပဲ့ပြင်လဲဝိညာဉ်တော်အဖြစ်ဒီနေ့ကျွန်တော်တို့တစ်ခါလေးခ
소잉아 시리 벼드긴가 엘로 소마 피단 칼라이 nga bel lo mleတွေးပြီးကြောက်မိဆုံးရှုံးမှုတွေနဲ့ချစ်တဲ့မိသားစုဝင်တွေအသက်ဆုံးရှုံးရတဲ့ပုံစံမျိုးဖျားသိငါ့ကိုဆုံးမတန်းခတ်ခဲ့ကိုအင်ကအစိတ်ပိုင်းဆုံးရှုံးသွားတဲ့ပုံစံမျိုးနဲ့ဖျားသိငါ့ကိုဆုံးမတန်းခတ်ငါဒါမှဒီသင်္ကန်းစာကိုနားလည်ရမယ်ဆိုရင်ကြော်ရမ်းကြောက်သွားတာမဟုတ်ဘူးဘယ်တော့မှအဲ့လိုတွေးပူစရာအကြောင်းမရှိဘူးအဲ့ခါမှာသူက child training လို့ပဲပြောတာ punishment မဟုတ် penalty မဟုတ်ဒီကိစ္စနော်အဲ့တော့ဖျားသခင်ဆုံးမပဲ့ပြီးမှဘာနဲ့ပဲသွားလဲဝိညာဉ်တော်အပြင်သွားဝိညာဉ်တော်အပြင်ဆုံးမပဲ့ပြင်နေဆိုတဲ့အရာတွေ့ရဒါဝိညာဉ်တော်တရားဆိုတာအဲ့ဒီပုံစံမျိုးတွေ့ရတယ်ပြစားနော်အဲ့တော့ဒီဝိညာဉ်တော်ကကျွန်တော်ထင်းနေပေါ်ပြသွားတယ်ဘာရှောင်းမလဲဘာဆောင်းမလဲဘာမကောင်းဘူးဘာလုပ်အောင်မလဲဆိုတဲ့အရာတွေကျွန်တော်သိနောက်တမန်တော်တို့သခင်ရှိပြောတယ်ထုတ်ခဏချင်းနဲ့တင်းနဲ့ပြောမယ်စကားတွေမပူနဲ့ငါပေးမယ်ထုတ်ခဏချင်းနဲ့အဲ့ကျွန်တော်တို့ဘယ်အရာကောင်းတယ်မကောင်းဘူးပေးရမလားယူရမလားသွားရမလားမသွားရဘူးလားနော်ဆိုတော့ကျွန်တော်ဆုံးဖြတ်မယ့်ကိစ္စတွေအများကြီးရှိတယ်ဆိုတော့ကျမ်းစာကိုဖတ်ကြည့်တယ်လေ့လာကြည့်တချို့ကိစ္စတွေကျမ်းစာမှာမပါဘူးနော်ဟုတ်လားအဲ့တော့ဩစတြေးလျနိုင်ငံပတ်မြို့မှာလာနေဖို့ဘုရားသခင်ကကျမ်းစာမှာကိုယ်ဖော်ပြလာကျမ်းစာတင်သွားဆိုရင်ဆီးရီးယားမှာသွားနေဂျေရုဆလင်မှာသွားနေဒါမှမဟုတ်ဟုတ်လားအီသီယိုပီဆိုတာပါတယ်အီသီယိုပီးယားသွားနေရမှာပတ်ဆိုမရှိဘူးကျမ်းစာထဲမှာမရှိတာနဲ့ပြောလို့လည်းမရဘူးဆိုလည်းမဟုတ်ပါဘူးဝိညာဉ်တော်ကဖော်ပြတယ်ထိုအချိန်မှာဘာဆုံးဖြတ်ရမလဲထိုအချိန်မှာဘုရားသခင်ညီသက်ချင်းပေးတယ်ပေါင်မွန်းခြင်းအဖြစ်ဘုရားသခင်ကဟုတ်လားကိုယ်ဒါဟုတ်လားမဟုတ်လားဆိုတာဒါအချက်ပေးတယ်ဆိုတော့ဟာဒီတဲ့ဒါအများကြီးရှိတယ်ဒါဝိညာဉ်တော်တရားဆိုရရနော်အဲ့တော့ဒီဟေဘရဲမှာဟေဘရဲမှာတော့ကျွန်တော်ယေဇေကြီးလ36တစ်ချက်လေးအရင်သွားလိုက်ခြင်းနော်ယေဇေလ36အငယ်26 29မှာစိတ်လုံးသစ်ကိုငါပေးမိသဘောသစ်ကိုသွင်းထားမိသင်တို့ကိုခံထားတဲ့ကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမိငါဝိညာဉ်ကိုလည်းသင်တို့ထဲသို့သွင်းပေးသဖြင့်သင်တို့သည်ငါ၏တရားလမ်းသို့လိုက်၍ငါစီရင်တော်မူချက်တို့ကိုဆောက်ရှောက်ကြလိမ့်မယ်ဘုရားသခင်တရားတော်ရှိတယ်ဘုရားသူလိုက်နာစေခြင်းနဲ့သူရှောင်စေခြင်းနဲ့သူမလုပ်စေခြင်းနဲ့သူလုပ်စေဒါတော့ရှိတယ်ဒါပေမဲ့ကြောက်ပြားပေါ်မှာသေရချက်ပေါ်မှာစက်ကူပေါ်မှာရေးထားတဲ့ပညာတော်မဟုတ်ဘူးအဲ့ဒီကြောက်ပြားပေါ်မှာရေးထားတဲ့အချက်ကကြောက်နှလုံးသားဖြစ်တဲ့ဣသရေလမျိုးတွေဂျွန်းကိုပြစ်နေမလိုက်နိုင်ဒါမှမဟုတ်နောက်ကာလမှာကြောက်နှလုံးသားကိုထုတ်ပြီးအသားနှလုံးသားကိုသွင်းပေးမယ်စိတ်သဘောသစ်ကိုထည့်ပေးမယ်နောက်ဆုံးအိုးငါဝိညာဉ်ကိုပါငါတခါတည်းပေးထားလိုက်မယ်သူတို့ဒီငါစကားကိုနားထောင်ကြလိမ့်မယ်သူတို့ဒီငါတရားကိုဆောက်ရှောက်ကြလိမ့်မယ်ဆိုရကျွန်တော်တို့ဝိညာဉ်တော်တရားသစ်ဆိုတာဘာမှလိုက်လျှောက်စရာမလိုဘူးလို့ခုံးမှကျွန်တော်မပြောဘူးနော်ဟို satanic ဟိုစာ constitution ပြောတာကစာတန်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ do as you like one commandment do as you like အမဟုတ်ဘူးကျွန်တော်အခုဝိညာဉ်တရားသစ်ဆိုအဲ့ဒါမျိုးမဟုတ်ဘုရားသခင်ရဲ့လှုပ်စေခြင်းနဲ့မလှုပ်စေခြင်းနဲ့အရာတွေနှုတ်ကပတ်တော်တစ်ဆင့်ကျွန်တော်တို့သိထားတဲ့အရာတွေပေါင်းဆက်ပြီးတော့မှဝိညာဉ်တော်ကပဲ့ပြင်လမ်းပြသွားတယ်ဒီနေ့မှာအရေးကြီးတာကဝိညာဉ်တော်တရားသစ်ဟာကျမ်းစာဖတ်เสียမလိုဘူးလို့ကျွန်တော်လုံးဝမပြောဘူးနော်ကျွန်တော်အားလုံးသိထားရမယ်သိထား knowledge နဲ့သိထားမယ်ဗြိဉ္ဉ်တရားသစ်ကတော့ကျွန်တော်လိုက်ရှောက်ရမယ်သွန်သင်ချက်တွေအပြည့်အဝရှိတယ်ဘာလို့အဲ့လိုပြောလဲဆိုတော့ကျမ်းစာဖတ်เสียမလိုဘူးပြောတဲ့ဆရာရှိတယ်ဘယ်သူလဲကျွန်တော်မပြောချင်ဒါကွက်ကိုနောက်ကြားမှာပါဘာဖြစ်လို့ဆိုကျမ်းတက်ပါရီရှေကသခင်ရှုသတ်တာတဲ့အဲ့တော့ခင်ဗျာချမ်းသာဖိုင်ကျမ်းတက်သွားခင်ဗျာသခင်ရှုသတ်တယ်လို့ဘုရားကိုညင်းပယ်တယ်လို့ဖြစ်မယ်နားတော့ကြည့်ဟုတ်လားဟုတ်သလားဒါဖြစ်တယ်လားကျမ်းစာမဖတ်ကျမ်းစာမတက်ဘယ်လိုဟောပြောသွန်သင်မလဲဟုတ်လားအဲ့တော့
တော့ကျမ်းစာဖတ်ကျမ်းစာတက်တာနဲ့ကျမ်းစာကြီးဖြစ်ပြီးခရစ်တော်ညင်းပေးရမှာလားဒါလည်းမဟုတ်သေးဗျဒါမှဒီမှာအရေးကြီးတာကနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်ကြီးပေါင်းစပ်မှုဆိုတဲ့အရာကိုနားမလည်လို့ပြောတာဖြစ်ပါလိမ့်မယ်ဘာနဲ့တူလဲဆိုတော့နှုတ်ကပတ်တော်ရေဝိညာဉ်တော်အမီးဒီခုပေါင်းစပ်လိုက်တဲ့အခါမှာကျမတကယ်ကိုဟိုမှာစွမ်းပါဝါတခုဖြစ်လာတယ်ဟိုကြောက်တာအဲ့ဆိုင်ဝိညာဉ်တော်စိတ်နာသွားပြီသူတို့ဝိညာဉ်တော်ဆိုကြားလည်းမချကျင်တော့ဝိညာဉ်တော်လာမပြောနဲ့ဝိညာဉ်တော်သွန်သင်တာတော့ဝိညာဉ်တော်တရားလို့ဆိုဒါသွားပြီလွဲပြီဒါဟောရင်သူတို့လက်မခံတော့တကားပဲသူတို့ကကျမ်းစာနဲ့ပဲသွားတာအဲ့ဘာနဲ့တူလဲဆိုရင်တို့မှရေထည့်ထားပြီတခါမှမီးမဖွင့်တာအဲ့တချို့ကလည်းဟာကျမ်းစာဖတ်ကြမလို့ဒီနေ့ဘုရားသခင်ကျွန်တော်ဘာပြောတယ်လဲဆိုတော့သူချအဲ့ဒါကလည်းအိုးထဲမှာရေမထည့်ထားဘဲနဲ့မီးကလုတ်ဖွင့်ထားတာဟာအများတုံလင်ကောက်ကွေးတိန်လုံးမီးထားလောင်တရားကိုလုံးလောင်မဲ့ပုံစံမျိုးဖြစ်နေတာဘလောက်အနေအများလဲဆိုတော့အဲ့တော့နှုတ်ကပတ်တော်ဗေဒိမြို့သားတို့နော်တမန်တော်ဆက်ကုငယ်7မှာဗေဒိမြို့သားတို့ဒီပါအလွန်ထူးမြတ်ဘယ်သူတက်ထူးမြတ်လဲသက်သာလောင်းဤမြို့သားတို့တဲ့ထူးမြတ်ရှင်ပေါလုကဗေဒိမြို့သားသက်သာလောင်းဤနိုင်သက်သာလောင်းဤမြို့သားတွေကဘယ်နေရာမှာတာလဲယုံကြည်ခြင်းသူတို့ယုံကြည်အေရှမိုင်းနာတစ်ခုလုံးတစ်ခါတည်းဟိုကြော်စောတာအဲ့ဥရောပနဲ့အဲ့ဂရိနဲ့အဲ့ဒီဟာလာဒီဘက်အခုဆိုတက်ကီပေါ့တူရကီနဲ့ဒီအဲ့တဝိုက်ကသူတို့ယုံကြည်ကြော်စောတယ်ဒါပေမဲ့ရှင်ပေါလုကယုံကြည်ခြင်းအဖြစ်ကြော်စောပြီးနမိတ်လက္ခဏာနဲ့ပြည့်စုံတဲ့သက်သာလောင်းဤမြို့သားတို့ထက်ဘသူသားပြီးထူးမြတ်လဲကျမ်းစာမှန်ဒီမမှန်ဒီကိုစစ်စစ်အလုံးကြည်သောစိတ်နဲ့ကြည်ရှုလေးလာတဲ့သက်သာလောင်းဤမြို့သားတို့ဟာဗေဒိမြို့သားတို့ဟာသက်သာလောင်းဤမြို့သားတွေဘာဖြစ်လဲပိုသာတယ်လို့မှတ်ချက်ပေးတာတောင်းဒီနေ့ကျမ်းစာကိုစီသည်ကြည့်ရှုဖတ်ရတာတော့ကျွန်တော်မလုပ်လို့မရဒါပေမဲ့ဒီတရားဟာကျွန်တော်တို့လိုက်ရှောက်အောင်မလားမလိုက်ရှောက်အောင်မလားဒါကျွန်တော်ဝိညာဉ်တော်ဘာလုပ်ပေးမလဲပိုင်းခြားသွားပေးမယ်ကျွန်တော်ထဲမှာနှုတ်ကပတ်တော်မရှိလဲဝိညာဉ်တော်ကျွန်တော်ပဲ့ပြင်လို့မရဘူးဗျနှုတ်ကပတ်တော်မရှိဘူးလေဝိညာဉ်တော်ပဲ့ပြင်နေဆိုတာအရန်ရှားတယ်ရန်ရှားပါတယ်နေလေးနေပါတယ်ဒီနေ့ယုံကြည်သူခရိယန်များကျမ်းစာဖတ်ဆရာမလို့တော့ဝိညာဉ်တော်ကဓာတ်ရိုက်ပေါ်ပြပြီးတုံတရားမယ်အဆင့်ကျွန်တော်တို့မရောက်သေးပါဘူးအဲ့ဒီလောက်လိုက်တလွဲတချော်တွေရှင်းအောင်မညီတာတွေမလျှောက်ပတ်တာတွေအဲ့ဒီပုံစံမျိုးလေးကျွန်တော်အများကြီးတွေ့ရတယ်ဒီကုစားနော်ဒါမှမဟုတ်ဝိညာဉ်တော်တရားသည်တရားဟောင်းကိုပဲကျွန်တော်တို့ကသိထားရမယ်ဒါမဲ့ဒါကျွန်တော်တို့လိုက်လျှောက်ဖို့မဟုတ်ဘူးဒါပြောင်းသွားပြီအပြောင်းလေးတွေရှိတယ်ဆိုအရာဥပမာဝိပ္ပိကိုးကွယ်ဆိုရင်ကျွန်တော်စနေနေ့နဲ့ပဲပြောင်းသွားလဲတနင်္ဂနွေကိုပြောင်းသွားတယ်ဒါကျွန်တော်ခိုင်ပါဆိုတာဘာမှတန်တရားရှိတဲ့အကြောင်းမရှိဘာလို့တမန်တော်ဝတ္ထုခန်းကြီး20မှာကနဦးခရိယန်တွေဗမာပဲဖျက်ရှိခိုးလဲအိမ်မှာဘယ်နေ့လဲတနင်္ဂနွေနေ့မှာရှင်မြတ်ထမြောက်တင်းနွေနေ့မှာမုံကိုဖဲ့တယ်ပထနာပြုတယ်ပြီးရင်ဆုံးမဩဝါဒကိုခံယူကြတယ်ဆိုတွေ့ရတယ်ဒါရှင်းရှင်းလင်းသိရတယ်နော်ဒါမို့ဒီရေစကြည်လာမှာကြောက်လုံးသားကိုထုတ်တယ်အသားလုံးသားကိုပေးတယ်စိတ်သဘောသစ်ကိုပေးတယ်ငါဝိညာဉ်ကိုလည်းငါပေးထားတယ်သူတို့ဒီငါစကားကိုနားထောင်မယ်ငါအလိုဆောင်ကြလိမ့်မယ်ဆိုတွေ့ရနော်အဲ့တော့အဲ့ဒီရေစကြည်လာဟာပမာလာပြည့်စုံတယ်ဟီဘဲဩရစာနောက်ဆုံးဒီကျမ်းပိုက်လေးနဲ့ဆုံးသက်အောင်ဟီဘဲဩရစာခန်းကြီး8အငယ်10မှာနောက်ကာလအခါဣသရေလအမျိုးသားတို့၌ငါပေးအပ်သောပဋိညာဉ်တရားဟုမူကားငါထာဝရဘုရားသည်ငါပညတ်တို့သူတို့စိတ်ဝိညာဉ်ထဲမှာသွင်းမိသူတို့နှလုံးပေါ်မှာရေးထားမိငါသည်သူတို့၏ဘုရားဖြစ်မိသူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်ဒီနေ့ဝိညာဉ်တော်တရားဆိုတာကျွန်တော်ဒီထဲမှာရှိတယ်ကျမ်းစာထဲမှာရွေးရှိလို့မရဘူးဘယ်မှာလဲရှိရမလဲကျွန်တော်နှလုံးသားထဲမှာရှိရကိုရောမပြစ်မှာပဲနေနိုင်ကြောင်းဗျာဒိတော်ကိုနှလုံးထဲမှာသို့ထားပါပြီနော်ကိုလောသဲ3:16မှာလဲခရစ်တော်၏ဒေသနာသည်သူတို့ထဲမှာပြည့်ဝစွာရှိခြင်းအပြင်ချီးမွမ်းခြင်းမှအစနေ့စဉ်သက်တာအသက်ရှင်မှုခရစ်တော်၏နှုတ်ကပတ်တော်နှလုံးသားထဲမှာပြည့်နေဖို့ဆိုတဲ့အပိုင်းပြောပါတယ်ဒီကိစ္စနော်အဲ့တော့ဒီထဲမှာနှုတ်ကပတ်တော်ရှိတယ်ဝိညာဉ်တော်ကကျွန်တော်တို့ကိုပေးပြနေတဲ့အခါကျရင်ကျွန်တော်တို့အမှားလုံးဝမရှိဘူးလို့ကျွန်တော်မဆိုလို့ပါဒါပေမဲ့အမှားနေသွားဘုံတော်ရှုံးချစာမဖြစ်တဲ့ထိမိလေးစာမဖြစ်တဲ့အသက်တာနဲ့ကျွန်တော်အသက်ရှင်ရမယ့်ပုံစံတစ်ခုကိုကျွန်တော်မြင်လာတယ်ဆိုတာတွေ့ရအသက်ရှင်ရတဲ့ခါမှာကျဉ်နဲ့တယ်ဒါရဟုတ်တယ်ဆိုတဲ့အရာတွေ့ရနော်ယောသ
ယောသဟာပေါတိဖာအိမ်မှာဂျုံကောင်းဖြစ်ပေါတိဖာသိတယ်ဒီကောင်လေးရောက်လာတယ်ငါအိမ်မှာအရန်လာပါတက်တယ်စီးပွားဖြစ်တဲ့ခါသူအရန်ချစ်တယ်ယောသမျက်နှာသာပေးတယ်သူဘယ်လောက်ချမ်းသာမှန်းတော့သူမသိတော့စင်းစရာဘာညာအားလုံးကယောသပဲကိုင်အဲ့ဒီခါပေါတိဖာရဲ့ဇနီးကတမောက်ထားဖောက်အဲ့တော့ယောသကိုဆွဲလန်းရမ်းလာလှုပ်လာတယ်အတူနေကြအောင်ဘာညာဆိုပြီးတော့ဖောက်ပြန်ဖို့စီးယုံတယ်အဲ့တော့ကျွန်တော်တိလောက်ကဒီအမျိုးသမီးကလည်းဟိုရုပ်ပြက်ဆင်းပြက်တော့လည်းမဟုတ်တော့ဘူးဗျ။ဘာလို့ပေါတိဖာဆိုတဲ့ဒီလူကြတထေးအရာရှိကြီးတကယ်ဇာတိလူကြီးအကောင်းဆုံးကြိုက်မဲ့လူပဲ။အဲ့သူစနီးတဲ့ကျွန်တော်ထင်တယ်တကယ်ဟိုချောပေးလာပြီးညုံပေးဆိုတဲ့အမျိုးသမီးပဲဖြစ်ရ။ယောသကလည်းကျမ်းမိုင်နဲ့ညညွတ်တဲ့အင်္ဂါစုံနဲ့ယောက်ျားအစ်စ်တယောက်ပါ။ဘာလို့ဒီနေ့ကအဲ့ဒါလည်းပြောရသေးတယ်ဗျ။ယောက်ျားနဲ့ယောက်ျားမဟုတ်ဘူး။တောင်သူများပြောမိုက်ကယ်ဂျက်ဆန်ကယောက်ျားလားမိန်းမလားဆိုနှစ်ခုစလုံးပဲနဲ့ပြော both is he a boy or a girl so both ဆိုအဲ့တခုကြောင့်ဖတ်မှုလားဆိုတော့ယောက်ျားချင်းလည်းယူနေကြပြီဗျမိန်းမချင်းလည်းယူနေကြပြီဗျမင်္ဂလာဆောင်တယ်ဆိုဟိုတော့လို့ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ဟုတ်ချင်မှဟုတ်တော့မယ်ဒါဥပဒေနဲ့အတီးပြုတ်ပြီးမှကလမ်းမှာထွက်ပြီးဆန္ဒတွေထုတ်ဖော်ပြီးဒါဥပဒေပြဋ္ဌာန်းဖို့တွေအတင်းတောင်းဆိုလာတာတွေဖြစ်ကုန်ပြီဘာတွေမှမသိတော့မျက်စိကိုလဲကုန်တာပဲဒီဥစ္စာဒါမှမဟုတ်သောတော်နဲ့ဂမောတော်နဲ့ဘုရားသခင်တစ်ခါဖြတ်လိုက်သေးတာပဲဗျဒါပေမဲ့အရှင်ကဒီဘက်ကိုတော်တော်ဆက်ပါနေသေးတယ်ဒီဥစ္စာနော်မပြစ်မှားဆိုရဲဟာသူပဲရဘုရားစီအတဲရတာဒါပြည့်လို့ဆေပါသူ့နောက်မှာပေါ်တော့မှ तू ကအဲ့ဒီအရှိမအသက်ရှင်တဲ့လူသားတယောက်ပါဒါပေမဲ့ဘုရားသခင်ကသူဒဲရထားတာကဒါကမတရားသောမိတုံသူကသားမြောက်ပြစ်မှားတာဒါဘုရားမကြိုက်ဘူးဒါကြီးကမလုပ်ရဘူးဆိုယောသအထက်မှာတိကြဆိုတိဒီမျိုးမျိုးပြောတယ်ဘုရားမကြိုက်ဘူးကျွန်တော်သခင်လည်းကျွန်တော်ပြင်မာစရာအကြောင်းမရှိဘူး sorry ပဲထွက်ပြေးတယ်မစားတယ်အမေတင်းနဲ့ပက်ခါတယ်နောက်ဆုံးထောင်ထဲရောက်တယ်အဲ့ဒီကနေနောက်ဆုံးဖာရောပြည်ရောက်သွားတာပဲဒီကိစ္စအဲ့တော့ယောသတန့်ရှင်းစွာနဲ့ဒီအပြစ်ကိုမလုပ်ပဲနေပြီးသွေးဆောင်ရင်းနဲ့မကြသွားဖို့ဆိုတာယောသထဲမှာဝိညာဉ်တော်တရားအဲ့ဒီကလေးကအလွတ်လွတ်တယ်ဘုရားစကားသူထဲမှာရှိတယ်တွေ့ရကြောက်ပြားတီချက်စက်ကူမှာရေးထားတာတခုခု तू အဲ့ဒါကိုလိုက်နာတာမဟုတ်ဘူးနော်တကယ်မင်းတရားဆုံတဲ့အခါမှာဒီအသက်ရှင်တဲ့တရားသူ့ထဲမှာရှိတဲ့အခါကျတော့အသာလေး तू ကြော်လွားသွားနိုင်တယ်တော့ဒီနေ့ဘုရားသခင်ကဝိညာဉ်တော်တရားကိုကျွန်တော်နှလုံးသားပေါ်မှာရေးထားတယ်ဘုရား तू ပညာသူ့ရဲ့စကား तू ဖြစ်စီခြင်းတဲ့အရာ तू မကြိုက်တဲ့အရာ तू ကြိုက်တဲ့အရာအားလုံးကျွန်တော်ထဲမှာရှိတယ်နှုတ်ကပတ်တော်မှာလည်းရှိဒီထဲနေစီကျွန်တော်မှာရှိတယ်ဝိညာဉ်တော်ကနေဒါကိုပဲ့ပြင်သုံးသင်လမ်းပြတဲ့ခါကျတော့ကျွန်တော်လိုက်လျှောက်မဲ့လမ်းကြောင်းရှင်းရှင်းလင်းလင်းလေးမြင်နေရပြီဆိုနားလေရနော်ဒါမို့ပြန်ချုပ်တဲ့အခါမှာတရားအဟောင်းကိုလိုက်လျှောက်တာမဟုတ်ပါနှုတ်ကပတ်တော်တရားအသစ်နဲ့ဝိညာဉ်တော်ဖရားရဲ့ဆုံးမပဲ့ပြင်မှုနဲ့ကျွန်တော်အသက်ရှင်တဲ့အခါမှာခရိယန်တယောက်ရဲ့အသက်ရှင်မဲ့ပုံစံတစ်ခုကဖြစ်သွားပြီဆိုတာနားလေရပါတယ်နော်ဒါမို့ဝိညာဉ်တော်ဖရားနဲ့နေ့စဉ်အသက်ရှင်အောင်ဝိညာဉ်တော်ဖရားဒီနေ့သွန်သင်ပါဒီနေ့ဖော်ပြပါဒီနေ့ပဲ့ပြင်ပါဆိုပြီးကျွန်တော်တို့ဆုတောင်းရမယ်အဲ့ခါမှာဝိညာဉ်တော်ကကျွန်တော်တို့ကိုပဲ့ပြင်ပါလိမ့်မယ်သွန်သင်ပါလိမ့်မယ်လမ်းပြပါလိမ့်မယ်အားလုံးကျေးဇူးတင်